အားလုံးပဲသိချင်တာချင်းဘုန်းကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးသိက္ခာဒုက္ခကာယနာပြပြေဝကြပါစေလို့သူ့မကောင်းတောင်းရင်ကျွန်တော်တို့ဒနောင်းရုပ်ဝင်စာပေဝိုင်းရဲ့လိုက်လွင်ခြင်းမဂ္ဂဇင်းအစီအစဉ်ရဲ့နောက်ဆုံးပိတ်လေးပေါ့နော်ကျွန်တော်ကတော့ဒီနေ့ဒနောင်းရုပ်ဝင်စာပေဝိုင်းအထိမ်းအမှတ်လေးတစ်ခုနဲ့ပူးတွဲပြီးတော့ဒီစဉ်တဲ့နေရာမှာကမ္ဘာဆရာများနေနဲ့တိုက်တိုက်ဆိုင်ဆိုင်ကျွန်တော်ဆရာများအကြောင်းကိုလည်းရင်သွေးခံစားမှုများကိုပြောကြားပြီးကျွန်တော်ဆရာနဲ့ပတ်သက်တဲ့ကြပြတွေရေးသားသက်ဆိုပြီးတော့ကြပြယူခြင်းများကိုလည်းပြုလုပ်ရပြီးပါအဲ့တော့ကျွန်တော်အနေနဲ့လက်ဦးဆရာညီထိုက်စွာပုံမှန်ဆိုရမင်းနဲ့ဖဆိုတဲ့တော့ပထမဆုံးဆရာအကြောင်းလေးပေါ့နော်အဲလက်ဦးဆရာအကြောင်းလေးကိုကျွန်တော်မကြသေးခင်ကလိုင်းပေါ်မှာတင်ထားတာရှိပါတယ်လိုင်းပေါ်မှာတင်ထားတာကကျွန်တော်တို့ပြည့်ပညာနဲ့ပြောမယ်ဆိုရင်တော့မျိုးပွားအင်္ဂါရှိသူတိုင်းမိဘဖြစ်ကြပါတယ်မျိုးပွားအင်္ဂါရှိသူတိုင်းမိဘဖြစ်ကြပါတယ်ဘုံအင်္ဂါနဲ့မအင်္ဂါဆက်တဲ့အခါမှာသာသမီရတယ်အဲတော့နေမှုပြောပါနော်ကျွန်တော်တို့ဒီမောက်မောက်မားမားနဲ့မှားယွင်းမှုတွေနဲ့မွေးဖွားလာတဲ့သာသမီတွေမဖြစ်ဖို့အတွက်ကာမေတုမိစ္ဆာစာရကံကိုကြောင်ကျင်မှုကျွန်တော်အနေနဲ့လိုင်းပေါ်မှာကျွန်တော်ဟောပြောမှုလေးတစ်ခုလုပ်ပါတယ်အဲ့ဒါကအဲ့လိုမျိုးတော့ရွယ်ချက်မရှိဘဲနဲ့ပေါ့လေလေပျော်မှလိုက်စားရင်ရရှိလာတဲ့တရေသားအဲ့ဒီတရေသားကိုတားစင်းလို့တော့လဲတားစီရမအောင်မြင်မဲနဲ့ကိုဝင်ရှိလာတဲ့ကိုဝင်ကိုဖျက်ချတော့လဲပြတ်မကြပဲနဲ့မွေးဖွားလာတဲ့ခါကျတော့လဲပိုင်ရှင်မဲ့တော့အမိုက်ပုံမှာလွှင့်ပြတဲ့ခါကျတော့လဲတက်ပြတော့လဲမသေးအဲ့လိုမသေးဘဲနဲ့ရောက်ရှိလာတဲ့ကျွန်တော်တို့မိဘမဲ့ကလေးပြုစုရေးကိုကျွန်တော်ရောက်ပါတယ်မိဘမဲ့ကလေးပြုစုရေးကိုရောက်တဲ့ခါကျတော့အဲ့ဒီကလေးတွေမှာသူတို့မိဘရဲ့မေတ္တာခံစားမှုကြသလားဆိုပြီးတော့တဦးချင်းကိုကျွန်တော်လိုက်ပြီးတော့စုံစမ်းတဲ့အခါမှာသူတို့မှာမိဘမေတ္တာတစိုးတစီမှမရရှိခဲ့ပါဘူးဘာဖြစ်လို့လဲဆိုတော့ငကုံကန်းတိုင်းမရခြင်းလို့မလို့လာစေတုံးထားတာငကုံကန်းတိုင်းသူတို့ဒီသာသမီရခြင်းလို့မလို့နော်သူတို့ကသာသမီရခြင်းလို့မလို့ရည်ရွယ်ချက်နဲ့ပုံဝင်ဆောင်ခဲ့တာမဟုတ်ဘဲနဲ့မတော်တဆရရှိလာသောသာသမီများရဲ့မိဘမဖြစ်ရလေအောင်သာသမီများရဲ့မိဘမဖြစ်ရလေအောင်အဲ့ဒီသာသမီတွေရဲ့မိဘမျိုးမဖြစ်ရလေအောင်ကျွန်တော်တို့ရဲ့မိဘတွေအကြောင်းကျွန်တော်ပြောတာပါသာသမီတွေကမိဘတွေကိုမိဘမျက်နှာမရှိတို့ရိုသေကြမဟုတ်ဘူးကျေးဇူးမရှိဘယ်လိုမဟုတ်ပါဘူးကျေးဇူးရှိပါတယ်မိဘတိုင်းမှာသာသမီတွေရဲ့ကျေးဇူးရှိတယ်ကျေးဇူးနဲ့မေတ္တာကိုကျွန်တော်ခွဲခြားပြီးတော့ကိုယ်ဝဲနေပြီးတော့မွေးဖွားလာမယ်ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေလူငယ်မောင်မယ်တွေကိုကျွန်တော်အနေနဲ့ပြောချင်တာကဗာလင်တိုင်းဒေးနေ့မှာဖြစ်ပေါ်လာတဲ့မတော်တဆသာသမီတွေရဲ့မိဘမဖြစ်ရလေအောင်ငါတို့မိဘမဖြစ်လို့ရှိရင်မိဘမဖြစ်အောင်နေရမယ်မိဘဖြစ်တဲ့ဆိုလို့ရှိရင်မိဘဖြစ်သင်တန်းတွေရှိဖို့လိုတယ်မိဘမှာကျေးဇူးတရားလဲအလိုလျောက်ရှိပေမဲ့မေတ္တာဆိုတာကတော့အလိုလျောက်မဖြစ်ဘူးဒါကြောင့်မို့မိဘမေတ္တာမထားနိုင်မဲ့နဲ့သာသမီမယူကြဖို့သာသမီမဖြစ်အောင်တော့အကာမေတုမိစ္ဆာသာရကံကိုကျွန်တော်တို့ကြောင်းကျင်ကြဖို့ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကနေပြီးတော့မှလိုင်းပေါ်မှာဟောပြောမှုတွေတခုလုပ်ထားတာရှိပါတယ်YouTube မှာလည်းတင်ထားပါတယ်ဒါလေးကိုကျွန်တော်တို့နားဆင်ပြီးတော့ကျွန်တော် like and share လေးတွေပေးကြပါအောင်လို့ကျွန်တော်အနေနဲ့ဒါညွှန်ကြားလေးနဲ့ပဲကျွန်တော်ဒီနေ့တနောင်းရီဝင်စာပေဝိုင်းရဲ့လက်လွတ်ခြင်းမဂ္ဂဇင်းအစီအစဉ်ဆရာများနဲ့မှာကျွန်တော်တို့ရဲ့လက်ဦးဆရာမြည်ထိုက်စွာပုံမှန်စီရိယမင်းနဲ့ဖဆိုတဲ့ပထမဆုံးဆရာတွေရဲ့ကျွန်တော်တို့ကိုယ်တိုင်ဆရာပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်ဆရာဖြစ်မယ်ဆိုတဲ့ဆရာတွေမဖြစ်ခင်မှာမိဘမဖြစ်ခင်မိဘလောင်းတွေကိုကျွန်တော်ကနေပြီးတော့မှလမ်းညွှန်ပေးတဲ့တော့နေပြီးတော့အတိလေးပေးတဲ့ကျွန်တော်ဓတိလေးပေးတဲ့စကားမျိုးလေးကျွန်တော်ဆိုလိုချင်းဖြစ်ပါတယ်အဲ့ဒီအားလေးကိုလည်းဆောင်းပါးလေးကိုလည်းနားဆင်ကြပါအောင်လို့ပြောကြရင်ကျွန်တော်တို့ရဲ့ဆောင်းရင်စာပေဝိုင်းရဲ့လိုက်လို့ခြင်းမဂ္ဂဇင်းစီစဉ်ဒီများပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ